မြန်မာနိုင်ငံရဲ့လူထုအကြိုက်ဆုံးအနုပညာရှင်အမျိုးသမီး၃ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီထော်ကီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ခင်မီလာတာနဲ့အညီနိုင်ငံတကာရဲ့ယဉ်ကျေးမှုတွေကလည်းနိုင်ငံအတွင်းမှာအနေနဲ့အများလွှမ်းမိုးမှုရရှိလာခဲ့တာတော့အမှန်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအခုဖော်ပြမယ့်အနုပညာရှင်မိန်းကလေး၃ဦးကတော့အားလုံးပြန်စည်းနေကြတဲ့ခေတ်ကြီးမှာကိုယ်သိက္ခာကိုထိန်ပြီးတော့အကောင်းဆုံးနေထိုင်ကောင်လူမှုရေးစံပြအနေနဲ့တောင်ဖော်ပြနိုင်တဲ့ခေတ်သစ်လူငယ်အမျိုးသမီးတွေပဲဖြစ်ပါတယ်။လက်မြတ်ဖြိုသိန်းဆရာဝန်မလည်းဖြစ်တယ်လို့အဆိုတော်လည်းအနုပညာရှင်လည်းဖြစ်တဲ့ကလေးနှစ်ယောက်ရဲ့အမိလက်မြတ်ဖြိုသိန်းဟာအိမ်ထောင်မရှိတော့တဲ့အမျိုးသမီးတွေအတွက်အတော်လေးကိုအားရှိစေတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ပညာတတ်အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်လို့ချောမောရဲရုပ်ရည်နဲ့ငယ်ရွယ်တဲ့အသက်အရွယ်ရှိလျက်နဲ့သားလေးနဲ့သမီးလေးအတွက်သာရှေ့ဆက်ပြီးတော့ဘဝကိုရုန်းကန်ဖြတ်သန်းနေတဲ့သူဖြစ်ပါတယ်။အမျိုးသားမရှိတဲ့ကလေးနှစ်ယောက်အမိမလို့ဘယ်ယောက်ျားနဲ့မှအလွယ်တကူထီလို့မရအောင်ထိတိတ်ခါရှိရှိနဲ့နေထိုင်တတ်ပြီးတော့သူမကိုယ်တိုင်ကလည်းအများနဲ့ကလေးတွေရှိမှအမြဲတမ်းတန်မအောင်နေထိုင်ပြတဲ့သူဖြစ်ပါတယ်။အိမ်တောင်ရှင်မတွေအတွက်ရန်ပုံငွေတွေနဲ့ထောက်ပံ့ကြီးတွေကိုလည်းပေးစွမ်းနိုင်အောင်ပြုလုပ်နေတဲ့သူဖြစ်တဲ့အတွက်သူမကယောက်ျားရဖို့အသေးအတန်ကြိုးပမ်းနေကြတဲ့မြန်မာမင်းသမီးအနုပညာရှင်တွေကြားမှာအမြဲတမ်းဂုဏ်ယူဝင်ကြွားစရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေရှိနေတဲ့သူဖြစ်ပါတယ်။မေတ္တာထားဆွေအရွယ်ကလေးနဲ့မလိုက်အောင်ရင့်ကျက်တည်ငြိမ်ပြီးတော့မြန်မာမင်းကလေးတိုင်းအတူယူတင်လောက်တဲ့အထိအနေထိုင်သက်ရက်ပြီးတော့အကျင့်စာရိတ္တကောင်းမွန်တဲ့အဆိုတော်မလေးမေတ္တာထားဆွေကလည်းမြန်မာပြည်ရဲ့လူကြိုက်များပြီးတော့ကြီးမြောက်ခြင်းခံရတဲ့အမျိုးသမီးလေးဖြစ်ပါတယ်။မေတ္တာထားဆွေဟာငယ်ရွယ်ပေမဲ့အရေးချင်းပိုင်းမှာမြန်မာပြည်ရဲ့မြန်မာတန်စင်တွေကိုခေတ်သစ်မှာဦးဆောင်မဲ့သူအဖြစ်နဲ့ပညာရှင်တွေရဲ့မှတ်ချက်ပေးမှုကိုအမြဲရရှိတဲ့သူဖြစ်ပြီးပွဲတိုင်းကိုမြန်မာဝတ်စုံနေတာရိုးရိုးရင်ရင်ဖျော်ဖြေတတ်တာကြောင့်အများကပို့ပြီးတော့လေးစားချစ်ခင်ကြရတာဖြစ်ပါတယ်။ရွယ်တူတွေလိုဘယ်တော့မှအတူအပြတ်တွေမဝေ့ဖြောပြရင်တောင်မှတိတ်ခါကြစီမဲ့ပြက်လုံးတွေကိုရှောင်ကျင်ပြီးတော့နေထိုင်တတ်တဲ့အတွက်သူမကမြန်မာမင်းကလေးတွေထားရှိရမယ့်အရေးချင်းတွေအကုန်ရှိတဲ့အပြင်ဘာသာရေးလေးကိုင်းဆိုင်တဲ့လူငယ်ဖြစ်တာကြောင့်အမြဲတမ်းလေးစားနေကြရတာပဲဖြစ်ပါတယ်။ဖြစ်ပြထွေတချင်းတွေလည်းဆိုပြတဲ့ဖြည်းဖြည်းထွေးကတော့အလူတန်းရရောပြီးတော့မြန်မာပြည်ရဲ့ဆယ်လီတွေထဲမှာပရိသတ်နဲ့တသားတဲ့အကြဆုံးဆယ်လီတယောက်လို့ဆိုရမှာဖြစ်ပါတယ်။သူမရဲ့ရိုးသားတဲ့စိတ်ထားနဲ့ပရိသတ်တွေပုံမှာထားရှိတဲ့စေတနာကဗန်နမေကြီးဆယ်လီနဲ့မှမတူတဲ့အတွက်အများကလေးစားနေကြရတာပဲဖြစ်ပါတယ်။သူမရဲ့ပုံစံနဲ့လုပ်ရက်တွေကြောင့်အမြင်မတော်တဲ့သူတွေကဝေဖန်မှုတွေပြုလုပ်တာရှိပေမဲ့အမှန်တကယ်မှာတော့သူမကငွေကြေးထက်အများပျော်ရွှင်ဖို့ကိုပဲပို့ပြီးတော့ဦးစားပေးတဲ့သူဖြစ်ပါတယ်။ဝေဖန်မှုတွေကြားမှာတောင်လုံးဝပြိုလဲမသွားပဲမြင်သူတိုင်းကိုအမြဲတမ်းပြုံးရွှင်အောင်ပြုလုပ်ပေးတဲ့အတွက်ဝေဖန်မှုရရှိတဲ့လောက်ကိုစစ်ခင်မှုတွေရရှိတဲ့သူလည်းဖြစ်ပါတယ်။အနုပညာကိုယူသွလွန်ပြီးတော့ရရနီးနဲ့လောက်ကင်နေကြတဲ့သူတွေထဲမှာအောင်မြင်ဆုံးဖြစ်တဲ့ဆယ်လီတယောက်လည်းဖြစ်ပြီးတော့လူချစ်လူခင်အများဆုံးအမျိုးသမီးလို့ဆိုရမှာဖြစ်ပါတယ်။မြန်မာပြည်ရဲ့များပြားလာတဲ့အနုပညာရှင်အမျိုးသမီးတွေထဲမှာလူကြိုက်အများဆုံးနဲ့နာမည်ပြတ်မရှိတဲ့အမျိုးသမီး၃ယောက်ဖြစ်ပြီးတော့အမြဲတမ်းဂုဏ်ရှိနေခဲ့တဲ့သူတွေဖြစ်တဲ့အတွက်သူမတို့နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။